လှူတာကလည်းတဲ့တိုင်းပြည်လုံးကိုတီးစေခြင်းနေတာတဲ့ဟုတ်ကဲ့ပါအကိုတကယ်လို့ကျွန်တော်တို့တင်မှလည်းတိုင်းပြည်လုံးတီးမှာပါတိုင်းပြည်လုံးတီးအောင်လည်းတင်ပေးတာပါခင်ဗျာဘာဖြစ်လို့ဆိုတော့တကယ်မြေပြင်မှာဖြစ်နေတဲ့အနေအထားကိုကလည်းကျွန်တော်တို့လိုမျိုးပေါ့နော်ဒီဆယ်လီတော်တော်များများနဲ့ follower များများရှိတဲ့လူတွေလောက်တင်မှလည်းလှူတဲ့လူတွေကုညီမဲ့လူတွေဆိုတာလည်းတည်ပြီးတော့ဒီမှာတကယ်ဖြစ်နေတယ်ဆိုတာကိုတည်ပြီးတော့လာလှူလို့ရမှာပေါ့နော်အဲ့လိုမျိုးလှူလို့ရအောင်ပဲကျွန်တော်တို့ကတင်ပေးကြတာပါဒီ social ခေတ်ကြီးမှာတကယ်အခက်အခဲရောက်နေတဲ့နေရာတွေပေါ့နော်ဒါတော့မှပဲကျွန်တော်တို့ဒီတကယ်ခက်ခဲနေတဲ့နေရာတွေရှိသေးတယ်အများကြီးပဲမသိတဲ့နေရာတွေအဲ့လိုနေရာမျိုးတွေကိုတွားပြီးတော့လှူကြတန်းကြပြီးတင်တော့မှသာလူတွေကသိပြီးလှူကြမှာပေါ့နော်ကိုမလုံနိုင်လို့ရှိရင်အကိုရဲ့အဲ့လိုမပြောပါနဲ့လုံနေတဲ့လူတွေအကုန်လုံးကလည်းအားနေရားနေတော့မဟုတ်ဘူးအကိုရဲ့သိလားကျွန်တော်တို့သွားရဲဆိုလို့ရှိရင်တော့မှကျွန်တော်တို့တွေမှာရေမကူးတက်တဲ့လူအခု10ယောက်သွားရဲဆိုရင်တော့မှပဲ9ယောက်လောက်ကရေမကူးတက်တဲ့လူတွေကြီးပဲသိလားကိုယ့်အိမ်မှာကိုချင်းမွေးမီးမလောင်လက်မွေးမီးမလောင်နေတဲ့လူတွေဒီလိုမျိုးရှည်တော်တွေကိုစင်းတယ်ကူတယ်ကဲတယ်လှူတယ်ဆိုတော့လုံရက်ကိုပေါ့နော်လှုပ်တယ်ဆိုတာလွယ်တယ်လို့အကိုထင်နေရလားကျွန်တော်တို့ကအမြဲတမ်းပဲဖြစ်နေရမှာလားဒီသွားတဲ့အဖွဲလေးမှာတော့ပျော်အောင်တော့နေကြတာပဲပေါ့လीနော်အဓိကကတော့ဝမ်းနေတယ်ဆိုပေမဲ့လည်းပေါ့နော်ဒီကိုအဖွဲလေးနဲ့ကိုကတော့ဒီလိုမျိုးလေးဖြစ်တာပေါ့ energy ဆိုတာလဲသူဒီမှာအော်တယ်ဆိုတာလဲဒါအဖွဲသားတွေကပျော်စေခြင်းလို့လှုပ်ပါအောင်အတန်လေးဒီအတန်လေးနဲ့အမှပါတယ်ဒီအတန်လေးနဲ့မအော်ရင်မပေးဘူးလူတွေကထွက်မလာဘူးလို့ပြောတယ်အော်ပေးပါအောင်ဆိုပြီးတော့ပြောလို့ तू ကအော်ပေးရှာတာenergy ကအရင်စိတ်ထားကောင်းတယ်သိလားလမ်းမှာတောက်လျှောက်သွားရင်တော့မှလေ तू ကတွေးသမျှခလေးတွေးသမျှလူကြီးအကုန်လုံးမဟုတ်ပေးတာနော်အကုန်လုံးပတ်စံနော်1000တန်နေပဲထုတ်ပြီးအဲ့လိုမျိုးပေးတာကိုရီးယားမှာမလူနိုင်လို့ပေါ့နော်ဒီလှုပ်အားနဲ့လိုက်ပြီးတော့ဖြစ်သေးတာ तू ကလူအောင်လှုပ်အောင်အလူအောင်စောရေးတာကို तू ပဲအရင်ပင်ပန်းခံပြီးတော့အရင်စိတ်ထားကောင်းတာပါပြီးတော့ပြောပြချင်တာလေဘယ်လိုပြောမလဲဒီရွာတွေကိုလည်းဒီလိုတင်မှတကယ်လို့ရောက်တယ်ဆိုရင်တော့မှရွာသားတွေကပေါ့နော်energy ဆိုတာကိုသိတဲ့အတွက်ကြောင့်မို့လို့လောက်ပါအောင်အတန်လေးနဲ့အော်ပေးပါအောင်ဆိုပြီးရွာသားတွေကိုယ်တိုင်ကတကယ်အခက်ခဲနေတဲ့ရွာသားတွေကိုယ်တိုင်ကအော်ခိုင်းလို့ energy ကအော်ပေးတာမျိုးကြီးလည်းရှိတယ်အဲ့လိုမျိုးအဲ့ဒါကြောင့်မို့လို့ကိုမလုံးနိုင်တဲ့အရာတခုကိုလူများလုပ်တယ်ဆိုရင်မူရိတာလေးပွားပေးပါ